ရှိရှိတော့ကထော်ရီထဲမှာဂျာကြီးတကောင်ရှိတဲ့ဂျာကြီးဟာသူ့မိတ်ဆွေရှိသွားဖို့စိတ်ကလေးဖိုးအောင်ကိုအဖော်အဖြစ်ခေါ်တဲ့ကွယ်ဟင်းအောင်ဖိုးကငါနဲ့အဖော်ဖြစ်လိုက်ခဲ့စမ်းကွာအခင်မလေးကိုကြီးကြစိတ်ကလေးကဂျာကြီးရဲ့အကြံကိုမသိပဲလိုက်သွားတာပေါ့ကွယ်ဒီလိုနဲ့ခရီးဆက်ကြရင်းနဲ့ရေကန်နီကိုရောက်လာခဲ့တယ်ဟင်းအောင်ဖိုးကမင်းရေကန်နဲ့ဆင်းရလားကွာကြားကြီးကမခံချင်အောင်ပြောတာကြောင့်စိတ်ကလေးကရေကန်တွေကိုဆင်းလိုက်ပါတယ်။ဟာလောက်ပါအောင်ကိုစားရကြောက်ရှိနေတော့မေးကြ။ကြောက်ရှိနေတော့မေးပြကိုမအောင်ကြ။ကြားကြီးကစိတ်ကလေးရင်းနစ်တယ်လို့ဖြစ်နေတာကိုမကူညီဘူး။ဒါကြောင့်စိတ်ကလေးကသူ့အားသူကိုပြီးကမ်းပေါ်ပြန်တက်လာပြီးကြားနဲ့အတူခီးဆက်ပြန်တဲ့ခရီးဆက်ကြရင်နဲ့ပဲငပြောသီးတွေတီးနေတဲ့ငပြောဖင်းတပင်ကိုတွေ့ကြတယ်။ငပြောခိုင်ကိုဂျာကြီးကမိတာကြောင့်ဂျာကြီးကတော့ငပြောသီးတွေစားပြီးစိတ်ကလေးကတော့မစားရဘူးတဲ့ကွယ်။စိတ်ကလေးကဗိုက်ဆက်စားနဲ့ပဲဂျာကြီးနဲ့အတူခရီးဆက်ခဲ့ပါတယ်။ခရီးတစ်ထောင်မှာတော့မိတ်ဆွေမွေလေးနဲ့တွေ့ပါတယ်။ကိုဖို့စိတ်ခင်ဗျာကိုဂျာကြီးကိုတော့တတိထောင်ဗျ။မွေလေးကရိုးလွန်အလွန်နဲ့ကိုဖို့စိတ်ကိုသတိပေးခဲ့ပါတယ်။ဂျာကြီးဟာကောက်ကျစ်တဲ့သူမှန်သိတာကြောင့်ပါ။ငွေလေးသတိပေးပြီးမှတော့နှစ်ယောက်သားအတူတူခရီးဆက်ခဲ့ကြပြန်တယ်။နားလိုက်သွားလိုက်နဲ့နေရင်းနဲ့သူမိတ်ဆွေဝဝကြီးရှိတဲ့ခူကြီးတွေကိုရောက်လာခဲ့ပါတယ်။ခရီးကမောပန်းတာကြောင့်စိတ်ကလေးနဲ့ကြားတော့ကအိတ်ကြတာပေါ့။ဂျာကြီးရဲ့အကြံကိုမသိတဲ့စိတ်ကလေးကတော့နင်းနင်းချက်ချက်အိပ်ပျော်နေပါတယ်။အကြံနဲ့ဂျာကြီးကတော့မအိပ်ပဲဘုံဝင်ကြီးမွေထားတဲ့သူကိုစားလိုက်ပါတယ်ငါစားထားတာမှမသိအောင်သွေးတွေကိုယူသွားပြီးစိတ်ရဲ့ဖိနာငါချထားမှာပဲ။ဆိုရင်လည်းစိတ်နာမှာသွေးတွေအန်ချလိုက်တာပေါ့ကွယ်။မနေ့ရောက်တော့ဝဝကဂျာနဲ့စိတ်ကိုအရင်တွေးတာပေါ့။ခမရတို့ကျိုးရဲ့သူ့ကိုစားလိုက်တာလားဗျ။ကျုံမစားဘူးဗျဟိုကောင်စိတ်စားလိုက်တာဝဝကလည်းစိတ်ကလေးရဲ့ကိုယ်ပေါ်မှာသွေးတွေရှိနေတာကြောင့်စိတ်ကလေးစားတယ်လို့ယုံလိုက်ပါတယ်စိတ်ကလေးရဲ့ကိုယ်ပေါ်မှာသွေးနဲ့နေရှိနေတဲ့ကြောင့်ဝဝကြီးကစိတ်ကလေးကိုရိုက်ပါတယ်စိတ်ကလေးကလည်းအရိုက်နဲ့ခံရပြီးလွတ်လာပါတဲ့ကွယ်နောက်3လကြာမှာတော့ဂျာကြီးကခရီးထွက်ဖို့အတွက်ပြန်ပြီးစဉ်းစားနေပါတယ်။ဒီတစ်ခေါက်တော့မြောက်ကလေးညံကျဲကိုအဖော်အဖြစ်လိုက်ခဲ့ဖို့ခေါ်ပါတယ်။ဟေးညံကျဲငါနဲ့အတူအဖော်လိုက်ခဲ့စမ်းကွာ။ကျောင်းလေးပြင်းနေတာနဲ့လိုက်ခဲ့မေးဗျ။မြောက်ကလေးကသဘောတူပြီးကြားနဲ့အတူလိုက်ခဲ့တယ်။ခရီးဆက်လာရင်လည်းဤကန်နာကိုရောက်လာခဲ့တယ်။ဟေးညံကျဲမင်းရေကန်နဲ့ဆင်းရလားကွာ။ကြားကမြောက်ကိုရေကန်နဲ့ဆင်းရဲတဲ့ဆိုတာပြချင်တဲ့ကြောင့်ရေကန်နဲ့ဆင်းလိုက်ပါတယ်။ဟိုက်ဘိုးဘုံငါရေနဲ့တော့မလို့ဟာပြန်တက်မှာကြားကရေကန်ပေါ်ပြန်တက်ပြီးမြောက်ကလေးနဲ့အတူခရီးဆက်ခဲ့ပါတယ်။ဟာဟန်ကြရပဲကွာဖိုက်ဆက်စားနဲ့မပြောသေးစားလိုက်အောင်ကွာ။မြောက်ကစိတ်ကလေးလိုမဟုတ်ဘဲတစ်ပင်တက်တာကြောင့်မပြောသည်စားပြီးဘိုင်ဝမ်ဝါနဲ့ခရီးဆက်ခဲ့ပါတယ်ဒီလိုနဲ့ဆက်ရင်မိတ်ဆွေမွေးရှိကိုရောက်လာခဲ့ပါတယ်ကိုညင်ကျင်းနဲ့ကိုကြကိုကြီးဝဝရှိလေလာတာလားဗျဟုတ်တယ်ပြုတ်ကဲကျုပ်တို့သွားလိုက်အောင်ဗျဒီလိုနဲ့မိတ်ဆွေဝဝကြီးရှိတဲ့အခုကိုရောက်လာခဲ့ပါတယ်ကိုကြနဲ့ကိုညင်ကျခမရတို့လည်းခရီးပန်းနေတာဆိုတော့စောစောတာအိတ်ကြတော့ပြုတ်ဝဝကြီးဆိုရင်ပဲစိတ်နဲ့ကြားဟာအိတ်ကြပါတယ်ဒါပေမဲ့မြောက်ကလေးဟာကြားရဲ့အကြောင်းကိုသိတာကြောင့်သတိဝရိယနဲ့အိပ်ပါတယ်။ထုံးစံအတိုင်းကြားကတော့မအိပ်ဖဲသိုးကိုစားပြီးသွေးကိုယူခဲ့တာပေါ့။ဒါပေမဲ့လည်းမြောက်ကသတိနဲ့အိပ်ပြီးထနေတာကြောင့်ကြားရဲ့အကြံကအထားမမြောက်ပါဘူးတဲ့ကွယ်။မနေ့ရောက်တဲ့အခါမှာကြားစီမှာသိုးရဲ့သွေးတွေရှိနေတာကြောင့်ဝဝကြီးကစိတ်တူတဲ့ခမရတော်ကျေးဇူးမတွေ့တာပဲကြားကြီးကခမရကိုစိတ်တူတယ်ဗျလာစမ်းမခမရမင်းတော့အပေပဲဗျ
ဒီလိုနဲ့ကြားကြီးဟာဘာစင်ကြီးမှမပေးနိုင်တော့ပဲခွေးပြေးဝက်ပြေးပြေးရတာပေါ့ကွယ်မြောက်ကလေးညံကျဲကတော့ပါရင်နဲ့ရရှိတာကြောင့်သူ့ဘက်ကိုကြားရောက်လာတဲ့အန်ဒီရဲ့ကိုကာကွယ်နိုင်ခဲ့ပါတယ်စိတ်ကလေးကတော့ရိုးလွန်အလွန်တာကြောင့်သူ့လုပ်တဲ့အပြစ်မဟုတ်ဘဲအရင်နဲ့ခံလိုက်ရပါတယ်ဒါကြောင့်ကလေးတို့လည်းစိတ်ကြီးဖို့အလိုမနေကြပဲမြောက်လေးညံကျဲလိုမျက်စိဖွင့်နောက်ကိုဆွန့်ပြီးလုံလာဝရိယနဲ့အမြင်နေကြပါလို့အန်တီဝေမှာပါရစေရှင်ကလေးလေးတို့ချိုင်းနေတတ်တဲ့ဆိုရင် like and subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါရစေနောက်ထပ်ပုံမြင်ကောင်းလေးများစွာကိုလည်းတင်ဆက်ပေးပါဦးမယ်ရှင်